Hello အားလုံးပဲမင်္ဂလာပါရှင် Goddess Me page ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်။ဒါကတော့မမေတို့တောင်ကပေါ့နော်ရှေးဟောင်းရည်ကြီးမှုနယ်မြေတစ်ခုလို့ပြောလို့ရတဲ့အိုးကုန်းကိုတွားပြီးတော့မမေရိုက်ကူးတင်ဆက်ထားပါတယ်။လေးတုတ်ပြီးတော့ အဲ့လိုလေး မှုတ်လို့ရလေ ဟောမှုတ်လား တောင်းတယ်ခလေးအိမ်မှာထားခဲ့တာလေ ဟောဒါပလိုင်းလေးတွေ ဘယ်ကသူမတက်သေးတယ်မလောက်ဘူးလေသူတက်နောက်က ဒါလေးကပလိုင်းလေးတွေရက်တယ်ဒါပါကိုကွာနှီးတွေကပြန်မှားတာပေါ့ ဝယ်ရတာပေါ့ မပြန်ဝယ်ရတာဟောဇီကွက်ရုပ်ကလေး ဒီမှာလေဒီမှာ ဟောအဲ့လို မျိုးလေးတွေဒါမွေးတိုင်ခွက်ကလေးတွေ ဟောမွေးတိုင် မွေးတိုင်ဖျောင်းနိုင်ခွက်ဒါအစနာဒီမှာဂျိုးကဒီမှာ ဂျူလေးချစ်စရာလေးဟုတ်ပါ အခုမြင်တွေ့ရတဲ့အိမ်မှာဆိုရင်တော့ချွတ်မြင်နဲ့လုပ်တဲ့လက်မှုပညာတွေကိုပို့ပြီးတော့တွင်ကြဲလေ့လာခွင့်ရခဲ့ပါတယ်။ဒါဆိုလို့ရှိရင်ဒါရှော့နဲ့လုပ်ထားတဲ့မြေအိုးတွေပန်းအိုးတွေပြီးရင်စုဘူးနောက်တစ်ခုကကြတော့အမွှေးတိုင်ထွန်းတဲ့ခွက်တွေအိုးပုတ်ကြိုးရုပ်ကလေးတွေပြီးရင်ဒါရေထဲတောက်တဲ့အိုးသေးသေးလေးစီမီခွက်တွေပေါ့နော်ဒါတွေကိုမြင်တွေ့ခဲ့ရပါတယ်ရှင်မမေတို့မြန်မာနိုင်ငံမှာကတော့ဒီလိုမျိုးအိုးလုပ်တဲ့သူတွေအိုးပညာကိုသင်တဲ့သူတွေရဲ့လို့တော့တီးတိုင်ကြီးမရှိဘူးပေါ့နော်အဲ့ဒါမလို့တကယ်လို့ကိုကအတတ်ပညာတစ်ခုခုကိုဒါစိတ်တည်ငြိမ်အောင်လို့သင်ချင်တယ်ဆိုလို့ရှိရင်ဒီမှာဦးကသင်တန်းပြပြီးတော့သင်ပေးပဲလို့ပြောပါတယ်ဒါကြောင့်မို့လို့ကိုကတောင်ကူမှာနေပြီးတော့ဒီလိုမျိုးအိုးလုပ်တာလေးတွေကိုသင်ချင်တယ်လေးလာချင်တယ်ဆိုလို့ရှိရင်လေဒီမှာလာတက်လို့ရပါတယ်အရင်ကတော့ရိုးရာလက်မှုပညာကိုလောက်ကင်ကြပါမယ်အခုတော့ဒီအိုးကုန်းမှာဆိုလို့ရှိရင်ဒီရှွန်နဲ့လောက်တဲ့သူကနှစ်ဦးရဲ့သားမမေတွေးရပါတယ်ပြီးတော့မမေကိုတောက်တဲ့ရေအိုးတွေပေါ့နော်တောက်ရေအိုးတွေဆိုလို့ရှိရင်လေငဖယ်အင်းကြီးရွာနေပြီးတော့ထွက်ရှိရပဲဖြစ်ပါတယ်အိုးကုန်းကဘယ်နားမှာရှိလဲဆိုတော့ငွေလန်ရဲ့ဒီဘက်ဆံမှာအိုးကုန်းရှိပါတယ်မိရထားတန်လန်းနဲ့လည်းနီးပါတယ်အဲ့ဒါမလို့တကယ်လို့ကိုကဒီအိုးလောက်တဲ့ဥစ္စာကိုလေးလာခြင်းလို့ပဲဖြစ်ဖြစ်ပြီးရင်အော်ရာမာခြင်းလို့ပဲဖြစ်ဖြစ်နွေရာသီလေးရောက်တော့မှာဆိုတော့ဖျားပန်းအိုးတွေပဲဖြစ်ဖြစ်အသုံးဆောင်ပစ္စည်းတွေအဲ့လိုမျိုးလေးအေးလေးပေါ့နော်ဟိုပြီးရင်ပရိတ်ရီအိုးလေးပေါ့နော်အဲ့ဒါလေးဆိုလို့ရှိရင်လေမကြီးတီးတွေပဲထည့်ပြီးစိမ်ပြီးတောက်ချင်လာပဲဖြစ်ဖြစ်အဲ့မျိုးဆိုလို့ရှိရင်လေအော်ရာလေးမှာလို့ရပါတယ်မမေကိုလုပ်ပြရဲစုဘူးလေးရဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ပြီးတော့မှာပဲဖြစ်ပါတယ်အဲ့ဒီစုဘူးကိုအဆုံးမှာသူကအလုံကြီးမပိတ်လိုက်ပဲနဲ့လေဝင်ပေါက်တစ်ပေါက်ထားထားရတယ်တဲ့သူကရှွန့်လေးထန့်သွားပြီဆိုတော့မှအဲ့ဒီအပေါက်ကလေးကိုပိတ်ရတယ်တဲ့မဟုတ်လို့ရှိရင်အဲ့ဒီဟိုလေးကကွဲသွားမှာပေါ့နော်ဒါကတော့အိုးပုတ်တွေမီးဖုတ်တဲ့နေရာပဲဖြစ်ပါတယ်မီးပုတ်ကြီးပါအောက်မှာဆိုလို့ရှိရင်လည်းဒါမီးထိုးတဲ့အပေါက်ရှိမယ်ပြီးတော့ဒါတွေကစေးမတုတ်ကတည်တဲ့အိုးပုတ်လေးတွေပဲဖြစ်ပါတယ်ဒါလေးကတော့ထက်ကင်အောင်ပါပေါ့နော်အဲ့တော့မမေရဲ့ဗီဒီယိုလေးကိုကြည့်လိုက်ရတဲ့အတွက်ဘုသူတားရမယ်လို့မမေထင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတား